တင်က media professional နဲ့အလုပ်လုပ်နေတဲ့သူတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့အလုပ်လုပ်တဲ့အခါတိုင်းမှာ portfolio အဝတ်အထောင်းခံရလို့ဘာဖို့ပဲရမှမသိဘူးအများနဲ့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကတင်တက်ပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ HS ပါ။ကျွန်တော်ကတော့လက်ရှိ industry မှာ producer အဖြစ်9နှစ်ကျော်လုပ်ကိုင်နေရင်းကနေပြီးတော့ပေါ့နော်အလုပ်ကနေရတဲ့အတွေ့အကြုံတွေပြဿနာတွေကိုဒီဗီဒီယိုတွေကနေတဆင့်ပြန်လည်ဖလှယ်သွားဖို့အတွက်စ조사နေတဲ့ producer တစ်ယောက်ပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ပေါ့နော် portfolio တစ်ခုဆိုတာဘာလဲ portfolio တစ်ခုကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအရင်ဦးဆုံးရှင်းပြချင်ပါတယ်ဆိုတော့အပြင် industry မှာအလုပ်လုပ်ပြီးအလုပ်ရှောက်ပြီးဆိုလို့ရှိရင်ပေါ့နော်ဒီ CV file တစ်ခုကိုလိုအပ်တယ်လို့ပဲဒီဘက် media industry မှာလည်းပေါ့နော် agency တွေ client တွေ producer တွေနဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်သူတို့ကပေါ့နော်ဒီကိုအလုပ်လုပ်ပြီးတဲ့ portfolio တွေ story video တွေကိုတောင်းကြည့်လိရှိတယ်ပေါ့နော်ဘာလို့အဲ့လိုမျိုးတောင်းကြည့်ရလဲဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုတွေကနေတဆင့်ပေါ့နော်တစ်ဖက်လူကဘယ်လိုဗီဒီယိုမျိုးတွေဘယ်လို project မျိုးတွေမှာသူအလုပ်လုပ်ဖူးတယ်အတွေ့အကြုံဘယ်လောက်ရှိတယ်သူဘယ်လိုတွေမှာလုပ်ဖူးတယ်ဆိုတာမျိုးကိုပေါ့နော်စကားအများကြီးပြောစရာမလိုဘဲနဲ့ဗီဒီယိုတွေကနေတဆင့်ကိုယ်ကိုယုံကြည်မှုရရှိစေမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့လေ media industry မှာအလုပ်လုပ်နေတဲ့သူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်လုပ်ဖူးတဲ့ဗီဒီယိုတွေ portfolio တွေ project တွေကို up to date အမြဲတမ်းသိသိထားနိုင်ဖို့လိုအပ်ပါတယ်သိသိထားနိုင်ဖို့လိုအပ်တဲ့အပြင်ပေါ့နော်တစ်ဖက်ကလည်းမေးလာတဲ့အခါမှာအစင်သစ်အမြဲတမ်းပြနိုင်ဖို့အတွက်ပြင်ဆင်ထားတင်ပါတယ်ဒီနေရာမှာ story ဆိုတာဘာလဲကိုပြောတတ်ဖို့ကြံသွားပါတယ်story ဆိုတာကိုအလုပ်လုပ်ထားမှုတဲ့ဗီဒီယိုတွေအကုန်လုံးကိုစက္ကန့်ပိုင်းအတွင်းမိနစ်ပိုင်းအတွင်းမှာအတိုးဆုံးဖြစ်အောင် edit ပြန်ပြီးတော့လုပ်ထားတဲ့ဗီဒီယိုတစ်ပုဒ်ပဲဖြစ်ပါတယ်။ story တစ်ခုကို duration အနေနဲ့ပြန်ပြန်အပြင်စက္ကန့်30ကနေ10မိနစ်အတွင်း edit လုပ်လို့ရှိကြပြီးတော့တစ်ယောက်နဲ့တစ်ယောက် edit လုပ်တဲ့ပုံစံတော့မတူကြဘူးပေါ့နော်။တချို့ကကြတော့လေ story line အတိုင်းသွားကြတယ်တချို့ကြတော့လေကိုယ့်ရဲ့ career role ပေါ်မူတည်ပြီးတော့စိတ်ဝင်စားမှုရှိအောင်စက္ကန့်ပိုင်းအတွင်းဆက်ဆံမှုရှိအောင်အတစ်ပြန်ပြီးတော့လုပ်တတ်ကြပါတယ်ဒီနေရာမှာတော့ကိုယ့်ရဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ story လုပ်တဲ့ပုံစံတွေကကွာသွားနိုင်ပါတယ်ဥပမာကိုကအတွေ့အကြုံနေသေးတဲ့သူဆိုလို့ရှိရင်ပေါ့နော်ဟိုးအရင်ကိုစပြီးတော့လှုပ်ထားမှုတဲ့ဗီဒီယိုတွေကနေပြီးတော့အခုချိန်ထိလှုပ်ဖူးတဲ့ဗီဒီယိုတွေကို story တစ်ခုအဖြစ်ဖန်တီးတာမျိုးလည်းဖြစ်နိုင်တယ်လို့ကိုက experience အများကြီးရှိတဲ့သူ project တွေအများကြီးကိုအမြဲတမ်းရိုက်နေရတဲ့သူဆိုလို့ရှိရင်တော့တစ်နှစ်တစ်ခါကို story ကို update လုပ်လို့ရှိကြပါတယ်ကဲပြန်သွားလို့ရပါပြီပြဘိုင်းအနေနဲ့ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော် portfolio တွေကိုဘာလို့ဗီဒီယိုတွေအနေနဲ့ပေါ့နော်story အနေနဲ့လှုပ်ထားဖို့လိုတာလဲဗဇက်ကနေရောပြောလိုက်လို့မရဘူးလားပေါ့နော်အဲ့လိုပြောလိုက်လို့လည်းရပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ကပေါ့နော် producer တယောက်ရဲ့ POV အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော် project တိုင်းမှာဒီ position တွေ role တွေကိုဆုံးဖြတ်ရတဲ့အခါမှာကိုတယောက်တည်းမပြီးသွားတဲ့အရာတွေအများကြီးရှိရေပေါ့နော်ဆိုတော့ maybe ကိုဒီ client နဲ့ဒီ client ကိုပြန်ပြီးတော့တင်ပြရတဲ့အခါမျိုးလည်းရှိကောင်းရှိနိုင်တယ်ဒါမှမဟုတ်ကိုနဲ့ director နဲ့နှစ်ယောက်ပေါ့နော်ဒီလူတွေကိုအသေးစိတ်ပြန်ပြီးတော့တိုင်ပင်ရတဲ့အခါမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့အဲ့အခါမျိုးတွေကြာလို့ရှိရင်ကျွန်တော်တို့က okay ဒီလူတွေကိုတော့ဒီနေရာမှာမြင်ထားတယ်ဒါတွေကသူတို့ရဲ့ story တွေဒါသူတို့လုပ်ဖူးတဲ့ project တွေဆိုပြီးတော့အဲ့လိုမျိုး share လိုက်တယ်ပေါ့နော် share တဲ့အခါမျိုးမှာတစ်ဖက်ကလည်း detail ပြန်ပြီးတော့စဉ်းစားရတယ်ပေါ့နော် okay ငါတို့ project ဒီဒါမျိုးရိုက်မယ် project ဒီလူတွေလုပ်ဖူးတဲ့ပုံစံနဲ့ကြိုက်လာပြီးတော့ငါတို့ဒီနေရာမှာဒီ role မှာရှာနေတယ်ဒီလူကရောဒီ role မှာဘယ်လက်ချိန်ဘယ်နှခေါက်ပေါ့နော်ဘယ်လိုလုပ်ဖူးတာလဲအဆင်ပြေလားအဲ့ဒါမျိုးတွေသူတို့တောင်းစီအောင်ပြန်ပြီးတော့စဉ်းစားလေးရှိတယ်ပေါ့နော်တခါတလေမှာဆိုလို့ရှိရင်ဘယ်လောက်ထိတောင်စဉ်းစားတယ်လဲဆိုလို့ရှိရင်ခုနပြောတဲ့ skill set တွေအပြင်ပေါ့နော်ဒီလူရဲ့ chemistry ဘယ်လိုရှိလဲ work ethic ဘယ်လိုရှိလဲသူအလုပ်လုပ်တဲ့အခါမှာရောဘယ်လိုပုံစံရှိလဲအထိလိုက်ပြီးတော့စဉ်းစားတတ်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီကတော့ off topic ဖြစ်သွားပြီမို့လို့နောက်ထပ်ဗီဒီယိုတွေမှာပဲအသေးစိတ်ပြောတတ်ပါမယ်ဆိုခုနအကြောင်းပြန်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးတောင်းစီအောင်စဉ်းစားတဲ့အခါမှာကိုယ့်ရဲ့ဒီ portfolio video တွေ story တွေဒီအများကြီးအရေးပါသွားတယ်ပေါ့နော်ဆိုတော့ကိုကတော့ producer တယောက်အနေနဲ့ပေါ့နော် okay ဒီလူကအလုပ်လုပ်ဖူးတယ်ခင်လို့ဆိုပြီးတော့ဗဇက်ကနေပြောလိုက်ပြင်မဲ့တစ်ဖက်ကကိုယ်ယုံကြည်သွားဖို့အတွက်ကဒီဗီဒီယိုတွေ story တွေကိုတေချာပြနိုင်မှသာယုံကြည်မှုကိုရမှာဖြစ်တယ်ပေါ့နော်က
ကဲအဲ့ဒါဆိုလို့ရှိရင်เนาะ portfolio တစ်ခုကဘယ်လိုရေးကြည့်တယ်ဘလောက်အရေးပါတယ်ဆိုတာကိုသိသွားပြီပေါ့เนาะဆိုတော့နောက်တစ်ချက်အနေနဲ့ okay အဲ့ဒါဆိုလို့ရှိရင် portfolio ကောင်းတစ်ခုဖြစ်အောင်လို့ကိုကဘယ်လိုတိစောက်မလဲဘယ်လိုမျိုး portfolio တွေကိုပြင်ဆင်သင့်လဲဆိုတာကိုဆက်ပြီးတော့ပြပြသွားချင်ပါတယ်ဒီနေရာမှာအရင်ဦးဆုံးပေါ့နော်ကိုပြန်ပြီးတော့စဉ်းစားစီခြင်းပါတယ်ငါကဒီရုပ်ရှင် project တွေကိုအလုပ်များတဲ့သူလား music video တွေ TV series တွေကိုအလုပ်များတဲ့သူလားဒါမှမဟုတ်ဒီ event type တွေကိုလိုက်ပြီးတော့ရိုက်တာမျိုးများတဲ့သူလားပေါ့နော်အရင်ဦးဆုံးအဲ့လိုစဉ်းစားသင့်ပါတယ်ဘာလို့လဲဆိုတော့ပေါ့နော်ဒီကိုယ့်ရဲ့ category အလိုက် portfolio စောက်တဲ့နေရာတွေကလည်းပြန်ပြီးတော့ကွဲသွားတတ်တာမို့လို့ပါဥပမာfilm သမားတွေဆိုလို့ရှိရင်ပေါ့နော် portfolio အဆောင်များကြတာက IMDb လိုနေရာမျိုးတွေ Vimeo လိုနေရာမျိုးတွေမှာသူတို့ရဲ့ portfolio တွေကိုတေချာတွေ့ရတတ်တယ်ပေါ့နော်တစ်ဖက်မှာလည်း music video TVC event သမားတွေ commercial သမားတွေဆိုလို့ရှိရင်ပေါ့နော် YouTube လိုမျိုးဒီခုန Vimeo တွေလိုမျိုးပေါ့နော်client တွေ artist တွေထိတွေ့မှုအများတဲ့ဒီနေရာတွေမှာပေါ့နော် platform ကိုတိစောက်ထားတတ်ကြပါတယ်ပေါ့နော်ဒါပေမဲ့ general အားဖြင့်ပေါ့နော်အများစုကတော့လွယ်ကူရိုးရှင်းနဲ့ကိုယ့်ရဲ့ website တစ်ခုကိုစောက်ထားတာမျိုးကတော့အများဆုံးပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းပေါ့နော်မြန်မာနိုင်ငံကလူတွေအနေနဲ့ website တစ်ခုကိုစောက်ရတာဒီအလုပ်လဲရများတယ်ပတ်စံလဲကုန်နေဆိုတော့ပေါ့နော်တခြားနီလန် free လုပ်လို့ရတဲ့ platform တွေနီလန်တွေအများကြီးလည်းရှိတယ်ပေါ့နော်ဆိုတော့ခုန mention လုပ်သွားတာဆိုလို့ရှိရင် IMDb လိုနေရာမျိုးတွေ Vimeo လိုနေရာမျိုးတွေ YouTube လိုနေရာမျိုးတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ platform ကို free ဆောက်လို့ရမယ်နေရာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုအများကြီးရှိတဲ့ platform တွေထဲမှာပေါ့နော်ကိုနဲ့အဆင်ပြေဆုံးဖြစ်မဲ့ platform တစ်ခုကိုတေချာလေးရွေးချယ်စေခြင်းနဲ့ပေါ့နော်ရွေးချယ်ပြီးသားလို့ရှိရင်အဲ့ platform တစ်ခုထဲမှာပဲကိုရိုက်ထားတဲ့ video တွေအကုန်လုံးကိုစနစ်တကျတင်ထားလိုက်တယ်တင်ထားလိုက်လို့ရှိရင်တစ်ဖက်ကကိုကို portfolio မေးတဲ့အခါမှာပေါ့နော်ကို profile link လေးကို share လိုက်တာနဲ့ပေါ့နော်အလွယ်တကူကိုလုပ်ဖူးတဲ့ project တွေအကုန်လုံးကိုတစ်ခါတည်းတွေ့နိုင်မှာဖြစ်တယ်ပေါ့နော်ဒါကတော့အလွယ်ကူဆုံးနဲ့ကို impression အရာဆုံးဖြစ်စေမဲ့နီလန်တစ်ခုပေါ့နော်ဒီနေရာမှာအများစုကဘာကိုမားတတ်ကြလဲဆိုလို့ရှိရင်ပေါ့နော်ကိုကမေးလိုက်တဲ့အခါမျိုးမှာအလုပ်လုပ်ဖူးတဲ့ project တွေကိုတစားစီပေါ့နော် Facebook link နဲ့ YouTube link နဲ့TikTok link နဲ့အကုန်လုံးကိုစုပြီးတော့ဒီစာတစ်စောင်နဲ့ပေါ့နော် link 15ခုခု20လောက်ကိုစုပြီးတော့ပို့ချလိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေကိုအများဆုံးကြုံရဘူးတယ်ပေါ့နော်အဲ့လိုကြုံရတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်ပေါ့နော်ဒါကတော့ကိုကြုံရဘူးတဲ့အတွေ့အကြုံပြန်ပြတာပေါ့နော်ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ link တွေအကုန်လုံးကိုတစ်ခုချင်းစီလိုက်ပြီးတော့မဖွင့်ပြတော့ဘူးပေါ့နော်ဆိုတော့ random ဖြစ်တဲ့ link တွေကိုဖွင့်လိုက်မိတဲ့အခါမျိုးမှာဒီလိုကတော့မကြိုက်ဘူးထင်တယ်ဒီလိုလုပ်ဖူးရတော့ဒီ project တွေဆိုလို့ရှိရင်တော့ငါတွားချင်တဲ့ပုံစံနဲ့မလိုက်တော့ဘူးစသည်ဖြင့်ပေါ့နော်မှားယွင်းပြီးတော့ကို impress ဖြစ်သွားနိုင်တယ်ပြီးတော့တစ်ဖက်မှာလည်းပေါ့နော်သူ portfolio တေချာစောက်ထားတာမျိုး strong ဖြစ်တာမျိုးမရှိဘူးပဲဆိုတဲ့ impression မျိုးလေးရသွားနိုင်တယ်ပေါ့နော်ဆိုတော့ portfolio တစ်ခုတည်းကိုယ့်ရဲ့ဒီ career တစ်ခုလုံးအတွက်ပေါ့နော်မိနစ်ပိုင်းအတွင်းမှာကို impression ရစေတဲ့အရာတစ်ခုဖြစ်တာမို့လို့တေချာလေးတိစောက်ထားဖို့အများကြီးလိုအပ်ပါတယ်ရှင်ဒီနေ့ဒီဗီဒီယိုမှာတော့ portfolio တစ်ခုကဘယ်လိုရေးကြည့်ရဲ portfolio ဆိုတာဘာလဲဆိုတာကိုပဲအရင်ဦးဆုံးပြပြသွားချင်တာမို့လို့ဒီဗီဒီယိုလေးကိုတော့ဒီနောက်မှာပေးရလိုက်ပါမယ်ရှင်နောက်ထပ်ဗီဒီယိုမှာလည်းခုနပြောသွားတဲ့ platform တွေမှာပေါ့နော် portfolio တစ်ခုကိုဘယ်လိုမျိုး step by step စောင့်မလဲပြီးတော့ဒီ international က media professional တွေကရောသူတို့ဘယ်လိုမျိုးစောက်ထားရလဲဆိုတာကို reference တွေအတူတူပြန်ပြီးတော့မျှဝေနိုင်ဖို့အတွက်ပြန်လည်ဆောင်တွေ့ပါဦးမယ်media industry ရဲ့ insight အကြောင်းတွေကိုအတူတူလေ့လာဖို့မျှဝေဖို့အတွက်ချစ်စုရဲ့ YouTube channel လေးကို like and follow လုပ်ထားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye